ဒီနေ့တော့ဈေးဝယ်ထွက်ပြီဒါကျွန်တော်တို့ရဲ့တဘောပေါ်မှာဆိုရင်တော့ဒါ shopping center ကြီးပေါ့ဗျာအင်ဂျင်ကရဲ့ shopping center ကြီးပေါ့နော်ဒီ center ကြီးမှာကျွန်တော်တို့လိုအပ်တာလေးရှိလို့လာရှာတာဗျာနော်ကဲရှာအောင်ဒီနေ့တော့ store spare room ထဲမှာ pressure gauge လို့လာရှာတာဗျာနော်pressure gauge ကြီးအများကြီးရှိပါတယ် pressure gauge နဲ့ပတ်သက်ပြီးတော့ပြောပြချင်တာကဒီမှာဆိုရင်0 to 60 0ကစတယ်ဒီကောင်းမှာကျတော့ minus ကစတယ်ဘာကွာလဲပေါ့နော် minus ကစတဲ့ကောင်ကဒီလို minus နဲ့စတဲ့ကောင်က section site မှာထားတာများတယ်ပြောမယ်ဆိုလို့ရှိရင်ပန်းတစ်ခုရဲ့အဝင်မှာထားရပေါ့ဗျာ origin က0ပန်းက section လိုက်လာရင် minus ကိုကျသွားမယ်သူ့ကိုကျတော့ compound gauge လို့ခေါ်တယ်ဒါကတော့ရိုးရိုး pressure gauge ပဲเนาะဒီကောရိုး pressure gauge ဒီကော compound gauge အဲ့တော့ကိုက gauge ကိုရွေးမယ်ဆိုရင်section မှာတက်မှာလား discharge မှာတက်မှာလား discharge တော့အဝင်မှာတက်မှာလားအထွက်မှာတက်မှာလားဒီ gauge ဖြစ်ပြီးတော့ဆိုယူရလို့ရပြီယူရလို့မရဘူးအဲ့ဒါကြောင့်မလို့ဥပမာဆိုရင်ဒီကောင်ဆိုရင်ဒါ section site မှာတက်မယ်နောက်တစ်ခုက pressure ဘယ်လောက်မှထားပါလဲ pressure ကဒီကောင်ဆိုလို့ရှိရင် pressure ဘယ်လောက်ရှိလဲဆိုရင်0ကနေပြီးတော့6ပါရိုးရိုးဂိတ်เนาะ section site မှာထားလို့မရဘူး discharge site ထွက်ပါပဲထားလို့ရမှာအဝင်မှာထားလို့မရဘူးဒီကောင်ဆိုလို့ရှိရင်ကိုက2ပါ4ပါလောက်ပဲရှိတဲ့ကောင်ထားမယ်3 4 5 5တောင်ထားလို့မရဘူးเนาะသူကကိုအလွယ်တကူမှတ်ထားမယ်ဆိုရင်1.3ပေါ့ဗျာကိုထားခြင်းတဲ့ pressure ရဲ့3ပုံတပုံလောက်တော့ခြံထားရမယ်10ပါလောက်ထားခြင်းနဲ့ဆိုရင်ဒီကောင်16ကိုရွေးပေါ့ဗျာเนาะဒါ section site ကို16လောက်ကိုရွေး4ပါလောက်ပဲဆိုလို့ရှိရင်ဒီကောင်ကိုရွေးမယ်0 to 6ကိုရွေးမယ်ကျန်တာလေးလည်းရှိသေးတယ်အပြင်ကနေဒါတစ်ခါရေးကြည့်ရုံပါပဲเนาะဒီကနေပြီးတော့ဒါလိုက်တန်းပြီးတော့ကြည့်ရုံပဲအဲကိုဖွင့်ကြည့်ရမျိုးဒီကောင်ဆိုရင်1 to 10 sorry 0 to 10 0 to 10ဆို10ပါလောက်ဆိုလို့ရှိရင်ဒီကောင်သုံးလို့ရတယ်ကိုသုံးမဲ့ pressure ဒီ6ပါလောက်ဖြစ်ရင်ဒီကောင်သုံးလို့ရတယ်